အားလုံးပဲမင်္ဂလာပါကျမရဲ့ AI Stories by Asian Channel လေးကနေအားလုံးကိုကြိုဆိုလိုက်ပါတယ်နော် Channel လေးကိုလည်း like and subscribe လုပ်ပြီးအားပေးခဲ့ကြပါဦးနော်တာဝရင်တာနတ်ဗီမှာတကြားမင်းကြီးကနှစ်သမီးအချွေအရန်တစ်ဖက်900နဲ့တာယာစွာစိုးစံနေစဉ်ကာလတကြားမင်းကြီးလည်းတတရရစိုးစံနေတော့မှာပဲသူ့ရဲ့ပန်နုကမ္မလာများကြောက်ဖြာကရုတ်တရက်ထပူလာလေတော့သည်သူကလည်းအလိုငါကိုရောရဲ့ကြောက်ဖြာကဒီသာသနာ2500အတွင်းမပူစဘူးအပူထူးနေပါလားမြန်မာပြည်မှာတော့ထူးခြားနေပြီထင်တယ်ဆိုပြီးစဉ်းစားခံဝင်ပါလေတော့တယ်တကြားမင်းကြီးကလည်းသူ့ရဲ့အလိုလိုသိမြင်နိုင်သောအစွမ်းကြောင့်မြန်မာပြည်မှာစွမ်းရည်မိုးဖိုးချစ်စွမ်းစာနီအောင်စဘူးစတဲ့ဇက်ပွဲကိုအားပေးရဲ့ဖန်တွေကြောင့်ပဲဖြစ်ရမယ်လို့အတိအကျသိနေပါတယ်ဒါနဲ့တကြားမင်းကလည်းဘယ်ဆက်ကအကောင်းဆုံးဖြစ်နေလဲဘယ်ဆက်အဖွဲကြောင့်သူ့ရဲ့ကြောက်ဖြာပူရတာလဲစွမ်းရည်မိုးကြောင့်လားဖိုးချစ်စွမ်းစာနီအောင်စဘူးစရဲ့သူတွေကြောင့်လားဆိုတာကိုသိရဖို့လူပြည်တို့ဆင်းပြီးစုံစမ်းပါလိမ့်လို့ဒီလိုနဲ့တကြားမင်းကလည်းမြို့ပြင်မလန့်မကန်းမှာတက်ပင်ကြီးရဲ့အောက်မှာလူအသွင်တို့ပြောင်းလဲဖန်ဆင်းပြီးစုံစမ်းရေးစကြင်มาတော့တယ်သူကလူစီကားတဲ့ဈေးတက်ငယ်မှာလူတွေအပြေးအလွှားနဲ့ဆူဆူယုံယုံဖြစ်နေတာကိုမြင်တော့အလိုမြန်မာပြည်မှာပကူဖျားပွဲကအတော်ကိုစီကားလာပါကောလားငါကိုရော်တိုင်းဒီညဖျားပွဲတဲ့ဝင်ပြီးဘယ်ဆက်ကြောင့်ငါကြောက်ဖျားကြီးပူရတာလဲဆိုတာတေချာစုံစမ်းရမယ်ဆိုပြီးစိတ်ထဲကျုံဝါကဇက်ပွဲတွေကိုကိုယ်တိုင်လိုက်လံကြည့်ရှုနေပါတော့တယ်စပွဲတွေကိုစုံနေအောင်လိုက်လံကြည့်ပြီးတော့လေဘဲစားအဖွဲကြောင့်မှသူ့ကြောက်ဖလာကပူနေတာမဟုတ်ကြောင်းသိသွားတော့အရန်အံ့ဩသွားကညတွင်ချင်းပင်မြန်မာပြည်ဘက်ကအပြင်းအထန်အကြောင်းရင်းမှန်ကိုသိရရန်အတွက်စုံစမ်းပါလေတော့သည်အချိန်တော်ကြာစုံစမ်းပြီးတဲ့နောက်မှာလမ်းဘေးမှာလူငယ်တစုဖုံးကိုကြီးကအသေးအတန်းရဲမောသဘောကျနေတာကိုကြည့်ပြီးသူလည်းစိတ်ဝင်စားသွားကဖုံးကိုတောင်းပြီးကြည့်လိုက်တဲ့အခါမှာတော့တချို့လူတွေကဒါဘာနာနာကစောက်ပေါ်မကတ်တကူပြောနေကြတာအမှန်တော့ကျွန်တော်လိုအဆိုပါမရှင်ကကျွန်တော်ရဲ့အတန်ကိုအကအလှလေးနဲ့ပေါင်းဆက်လိုက်ရင်စမ်းရည်မိုးလို့အောင်စပူလို့ကိုပါကြောတက်သွားမယ်ကျွန်တော်ခုအကတင်နေပါရဲ့မကြခင်မှာဆက်ထောင်ပြီးပရိသတ်တွေကိုအကအလှတွေနဲ့တင်ဆက်ကပြပေးပါမယ်အားလုံးကျွန်တော်ကိုအားပေးနေတဲ့ပရိသတ်တိုင်းကိုကျေးဇူးတင်ပါတယ်တကြားမြင်လဲအကြောင်းရင်းမှန်သိသွားကမအောင်နိုင်တော့ပဲအလိုငါကိုရော်လိုကောင်းကင်အပိုင်စားရထားတဲ့တကြားမြင့်ကြီးတောင်မြန်မာပြည်ကဒီပါရမီရှင်စောက်ပေါ်လေးနဲ့တွေ့မှအယူထရတော့တယ်လို့တွေးကလူငယ်အုပ်စုနဲ့ရောပြီးရေးမိပါလိမ့်တော့တယ်နောက်ဆုံးမှာတော့အကြောင်းရင်းမှန်တည်သွားတဲ့တီကြားမင်းကလည်းဒါဝရင်သားတို့ပြန်တက်သွားပြီးသူ့ရဲ့ကြောက်ဖြာကိုအပိုင်းပိုင်းဒေါသတကြီးခုတ်ခွဲလိုက်လေတော့ဤဘာကြောင့်လဲဆိုရင်ဒီဆောက်ယူပါရမီရှင်လေးဘနာနာမတည့်တဲ့၍သူ့ကြောက်ဖြာကမကြာခဏပူလာနေဦးမှာကိုသိကနက်ဖြစ်အတွင်ဒုက္ခမရောက်ရလေအောင်တခါတည်းသူ့ရဲ့တန်ဖို့အထားရဆုံးများကြောက်ဖြာကိုအပိုင်းပိုင်းခုတ်ဖြတ်ရှင်းလင်းလိုက်ပါလေတော့တဲ့